တော်ကြညီမခေါင်ကောင်တောင်းထိပ်ပေါ်မှာချက်ကြောကြလာစိတ်ရဆိုင်ပမာကြည်လင်မြမြအေးလာပြီလားမိဘနှပြသာသမီပေါ်မှာနှစ်ခါချစ်တဲ့မြတ်တာဒီရာရည်စီမမသွေးစီကြလီတာမိရင်ဖရင်နှပြသာသမီပေါ်မှာကြီးမားလာစွာမြတ်တာပွားဂယုနာထားချစ်အားတန်ညာမိတာချစ်ခင်ရှာတော်မြတ်တာကျွေးမွေးပြုစုလာယူရကျင်နာငယ်စဉ်တို့ခါရင်မပိုက်ခါထွေးနှုတ်ယူကျွေးမွေလာကြမိဘတို့မှမိဘတို့မှအေးအိုးအေးဆိုပြီးကအိပ်ပါလူလေးမဲရဲ့သွေးစိတ်ချမ်းသာအိပ်ပါတော့မှအိပ်ခါပြောတပါတာလာလေးရဲ့မြင်တာမိခင်မာတာတစိမ့်စိမ့်ကြည့်ရင်သာနှလုံးအိမ်တွင်ချစ်ချင်းမြတ်တာအပြတ်ပြတ်ရိုက်ခတ်ပေါ်လာပြန်တာတီရာရည်စီပမာအသွေးသွေးစီကြလီတာရှေးလူလေးပြီးတော့အခါရာတကြိုတိုင်းမဟာဘယင်မိမသားရသူသားလာရဲ့နာအဖကူသာသတ်မဲ့သားလို့ဘုံတော်များဟောကြားခဲ့တာမရင်ဘယင်ကြီးမှမကြလို့ပါဘယ်လိုလျောက်သတ်ပါသေးတော့မလျှော်သောမြတ်တာတွေပါတီရာရည်စီမမအသွေးသွေးစီကြလီတာတရားဝေလာဝေသားတော်လေးရဲ့လက်မှာဦးနာပေါက်တဲ့ခါအနာပြေကြိုက်ခါရှိုက်ခါကိုကျွေးပါလို့မအိမ်နိုင်မစားနိုင်အမိုင်မိုင်ကြီးနေရရှာဘယင်ပိမသားလားချစ်လာတဲ့ဘယင်ကြီးခမကျင်နေသိချာသားတော်ရဲ့ဝေဒနာကိုသာတတ်သားစေဖို့အာဂရွေထဲမှာသွင်းနာငုံထားအနာပြေမဲ့လီတော့ခါအာဂရွေထဲမှာပေါက်ပြန်လီတော့ရာဖခင်မမြူကချရှာသားလာလေးချီကိုစွာကြီးမားတဲ့သူမြတ်တာကြီးမားတဲ့သူမြတ်တာ
တာပွားဂယုနာထားချစ်အားတန်ညာပေတာချစ်ခင်ရှာသောမြတ်တာကျွေးမွေးပြုစုလာပြုရကျင်နာငယ်စီတို့အခါရင်မပိုက်ခါထွေးနှုတ်ကြွကျွေးငွေလာရမိဘတို့မှာမိဘတို့မှာအေးအိုးဒီဆိုပြီးကအိပ်ပါလူကလေးမဲ့ရသွေးစိတ်ချမ်းသာအိပ်ပါတော့မှာအိပ်ကပြောတပါတားလာလေးရဲ့မျက်နှာမိခင်မာတာစိတ်စီကြည့်ရင်သာနှလုံးကြီးတွေချစ်ချင်းမြတ်တာတစ်ပြက်ပြန်ရိုက်ခတ်ပေါ်လာပြန်တာ